အမည်မသိလှုပ်ဝက်ဆန်းကျဲတဲ့ကျွန်းတစ်ကျွန်းပေါ်မှာမိမတယောက်အမှတ်ရစရာလုံးဝမရှိဘဲနိုးထလာပါတယ်။လက်ထဲမှာတော့ခရုခွန်တစ်ခုကိုကင်ထားပါတယ်။အကူညီအုပ်ခေါ်ပေမဲ့အတန်တစ်ခုမှမပြန်ပါဘူး။ခရုခွန်ကိုဖွင့်ကြည့်လိုက်တဲ့အခါနောက်ထပ်မိမတယောက်ပေါ်လာပြီးသူမှလည်းအမှတ်ရစရာမရှိဘဲဓာတ်တစ်ချောင်းကင်ထားပါတယ်။အခြေအနေတင်းမာလာချိန်မှာယောက်ျားတယောက်ပေါ်လာပြီးဒီကျွန်းပေါ်မှာသူတို့လိုလူတွေအများကြီးရှိတယ်လို့ပြောပါတယ်။မကြခင်လူအလုံးစုမိလာကြပါတယ်။သူတို့ဝတ်ထားတဲ့အဝတ်စားတွေမှာနာမည်တံဆိပ်တွေရှိနေတာကိုတွေ့လာကြပြီးခရုခွန်ကင်သူက Chase ဓားကင်သူက Cake ယောက်ျားက Copper ဆိုတာသိလာကြပါတယ်။ Chase ကကျွန်းအခြေအနေကိုစူးစမ်းဖို့ဆုံးဖြတ်ပြီး Brody နဲ့ Donovan တို့နဲ့အတူထွက်သွားပါတယ်။ကျန်တဲ့သူတွေကတော့မီးဖို့လုပ်ပြီးတဲပေါ်မှာ help လို့ထွင်းထားကြပါတယ်။ပင်လယ်ထဲရေကူးသွားတဲ့အခါငါးမန်းတွေပေါ်လာပြီးအားလုံးထိတ်လန့်ကြပါတယ်။ Donovan ကအန္တရာယ်ကြုံရပြီးလူတွေစိုးရိမ်သွားကြပါတယ်။ဒီကျွန်းကတကယ်မဟုတ်ပဲလူတွေကိုစမ်းသပ်နေတဲ့ simulation တစ်ခုဆိုတာသိလာပါတယ်။ဒီ simulation ထဲမှာတေဆုံးသွားရင်အပြင်ဘဝမှာပါတေမယ်ဆိုတာထုတ်ဖော်ပြောကြားလာပါတယ်။အမှန်တရားကပိုပြီးကြောက်စရာဖြစ်လာပါတယ်။ Chase ကိုထပ်ပြီး simulation ထဲပြန်ထည့်ဖို့ဆုံးဖြတ်ကြပြီး Case ကထိန်းချုပ်ခန်းကိုဝင်ရောက်နိုင်က